ဆိုင်ငယ်လေးတွေလှလိုက်တာကွာငါလည်းဆိုင်ငယ်တစ်စီးတော့လိုချင်လိုက်တာကွာဒါမှငါမှပိုက်ဆံမရှိဘူးလေငါဖေကတော့ငါ့ကိုမှားထားတယ်ငါသားယောက်ျားဆိုတာကိုလိုရှင်တဲ့အရာရှိရင်ရအောင်စူးစမ်းယူရတယ်လို့အဖေကအမြဲတမ်းမှားထားတယ်ဒီလေငါလည်းယူသားနဲ့အခုပဲခူးလိုက်အောင်တော့ရတက်ထားလိုက်ဒီမန္တလေးမြို့မှာ KPK ဆိုင်ကပိုင်ရှင်ဖြစ်မဲ့လူပဲငွေဆက်ခံပါလေသူကဘောစီနော်ညီမလေးကခုမှဝန်ထမ်းဆိုပေမဲ့မမအားငယ်စရာမလိုဘူးအကိုလို့အကိုယောက်ျားလို့သဘောထားဟောအကိုလို့မောင်မလေးလို့သဘောထားဟုတ်ပြီလားညီမလေးကစဆိုတော့ဟိုကိုကအခြေခံအစတင်ပြီဟုတ်ပြီလားနော်ကိုအဲ့လူတယောက်ဝင်လာရင်နော်ဝင်လာတယ်ဟောဝင်မစေလေတို့ KPK ဆိုင်ကကိုအဲ့လိုကြည့်ရတဲ့သူတွေကများတယ်ဈေးနှုန်းနဲ့တက်တာတယ်လေသူကဘာမဝင်ကြည့်ပြီလေကိုယ်ကပဲဟုတ်ပါခြေခံဒါပဲလေဒီလက်ကလေးကစမယ်နော်မဟုတ်လက်ကလေးကယူစမယ်လက်ကလေးကလူဖက်နေရမယ်နော်ယူတယ်နည်းနည်းလေးနည်းနော်ခုမှတိုင်လိုက်ထားလက်တွေထွက်လာတာမွေးတယ်ခွာနေပြီခွာမစေလေဆိုင်ငယ်လာဝယ်တဲ့သူတွေကအဲ့လိုပဲခွာကြည့်ပါညာတော့ရှိရဇာမရှိဘာမဝင်ထားလိုက်လွတ်ထားလိုက်ဘယ်တော့လဲကိုညီမလေးလက်ကလေးကနုတယ်ညာလေးကတစ်ချိန်ကျရင်တထေးကြော်ဖြစ်မှာအကိုလည်းတထေးဖြစ်မှာလေသိတယ်မလားငါင်းနဲ့တစ်ချိန်ကျရင်ကိုလည်းရင်ဆက်တွေဖြစ်လာမှာဟလားပါပြီလေပါပြီပါဆိုင်ကပါတော့လားဟုတ်လေဟဲ့ဒါဒီမဲ့哎呦我的妈！